ဘာတလုံးကြောင်းတိုင်းမှာမြန်မာတန်ဃာတော်များရဲ့တော်စံစုကြည်နေကွာမြန်မာနိုင်ငံကြီးပြန်လဲငြိမ်းချမ်းရေးအတွက်တောင်းဆိုပြီးအခမ်းအနားမှာပညာရှင်များကိုဖန်ပြတော့မှာဖြစ်ပါလေကျေးဇူးများတို့ဗျာဘာမျိုးလဲရှိမြန်မာတန်ဃာတော်ရှင်သူများတို့ဗျာယခုချိန်ကစပြီးတော့ဘုရားသမီးတော်တို့တောင်းဆိုချက်ကိုဘုရားသမီးတော်အကြမ်းလျှောက်ထားပါမယ်ဗျာဘုရားသမီးတော်တို့တောင်းဆိုချက်မှာမကြသေးခင်ကဓမ္မကြီးတော်ဆန်းစုကြည်ကိုတရားဆွဲဆိုနေပြီကိုဦးဇင်းတို့ဘုရားသားတော်များကြားသိမြင်သိရပါသည်ဒီရေးရာသည်တရားဓမ္မနဲ့မလျော်ညီသောကြောင့်တိုင်းနိုင်ငံရောက်ရဟန်းတန်ဃာတော်များမှာပောက်ပါခြင်းများကိုတောင်းဆိုလိုက်သည်နံပါတ်1တရားဆွဲဆိုမှုအားလုံးဝပယ်ဖျက်ပေးရန်နံပါတ်2ဘာသာရေးခေါင်းဆောင်များဒေါ်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားများအားလုံးကိုချက်ချင်းပြန်လွှတ်ပေးရန်နံပါတ်3မြန်မာပြည်၏အနာဂတ်ရေးကိုရှေ့ရှု၍ဓမ္မကြီးတို့နဲ့နိုင်ငံရေးအဖွဲ့အစည်းများအားလုံးတွေ့ဆုံဆွေးနွေးကြရန်ဒီ3ချက်ဖြစ်ပါတယ်ခင်ဗျာ